အာစာကတော့2016ခုနှစ်ကပါစပေါ်တယ်စပေါ်ပြီးတော့မှသူတို့ကြိုက်အဲ့တော့မောင်တော်ဘူးတိတော်ရေတိတော်တချမ်းတခြားလုံးမှာသူတို့လှုပ်ရှားပြီးတော့မှသူတို့လှုပ်လာတဲ့ဥစ္စာကိုတမန်ထောက်တာရှိတယ်ဘယ်လိုပြောမလဲသူတို့ရွာတော်ရွာမှာသူတို့မထောက်ခံတဲ့လူကိုသူတို့လိုင်းလိတယ်တတ်တယ်ပြင်ပေးဆွေးတယ်နောက်ပြီးတော့မှသူတို့ပတ်စံပြင်ပေးဆွေးပြီးတော့မှပတ်စံယူတယ်ပတ်စံတောင်းတယ်အဲ့လိုလုပ်ပြီးတော့2000ခန်းတိုင်းမှာနောက်ဆုံးသူတို့လုပ်ရဲ့အကြောင်းကျွန်တော်တို့မွတ်စလင်တစ်ခုလုံးဟာဒုက္ခရောက်နေရတယ်မွတ်စလင်တစ်ခုလုံးရဲ့တင်းငယ်ရှိပြီးတော့မှတစ်ဖက်နိုင်ငံကိုဘင်္ဂလားတို့ဟိုမှာမလေးတို့ထိုင်းတို့အဲ့လိုထွက်ပြေးရခဲ့တယ်သူတို့ရဲ့သမယဟာကျွန်တော်တို့လူမျိုးအတွက်အကောင်းလုပ်တယ်ဆိုတော့ရေပွက်ရှိတယ်ဘာမှမရှိဘူးသူတို့ကျွန်တော်တို့လူမျိုးအတွက်ကောင်းတယ်အကောင်းလုပ်တယ်ဆိုတာတခုမှမရှိဘူးအကုန်လုံးပဲအပြားပဲရှိနေတာသူတို့ကျွန်တော်တို့ကိုအနေပြုတယ်လူသက်တယ်ဒါပဲရှိသေးတယ်ကျွန်တော်တို့ကောင်းကျိုးဆိုတာမရှိဘူးကျွန်တော်တို့လူမျိုးတို့ကောင်းကျိုးဆိုတာမရှိဘူးကျွန်တော်လူမျိုးကကျွန်တော်ကျန်တဲ့လူမျိုးမလဲရခိုင်ရောတခါမှရောဟင်ဒီစသည်ဖြင့်အဲ့လူမျိုးတို့ကိုလည်းသူတို့လုပ်ခဲ့တာအများကြီးပဲမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်ရခိုင်ပြည်မောင်တော်မြို့နယ်မြောက်ပိုင်းမှာမွတ်စလင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့အာဆာ RSO ARE တို့ဟာအခုရပိုင်းအရသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပိုပြီးလှုပ်ဆောင်လာနေပါတယ်။အဲ့ဒီမွတ်စလင်ကျန်းဖက်လက်နက်ကိုင်ဖွဲ့တွေကတပ်ဖြတ်တဲ့အရသားအလောင်း6လုံးကိုမောင်တော်မြို့နယ်ထက်အင်ချောင်းကျေးရွာနာမှာတွေ့ရှိခဲ့တယ်လို့အောက်တိုဘာ10ရက်နေ့ကအာရခတ်တော်အေကထုတ်ပြန်ထားပါတယ်။အလောင်းတွေဟာအရေးကျော်သွားပြီးအယိုးတွေသာကျန်ရှိတော့တဲ့အတွက်ဘယ်သူဘေးဝါဆိုတာအကြည့်ကြမသိရတော့ပေမဲ့ဒါဟာပျောက်ဆုံးနေတဲ့တမန်သားနဲ့ဒုံညူရောကရောသားတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီမွတ်စလင်ကျန်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းမှာလမ်းတော်လမ်းလာလုပ်တဲ့အရသားတွေကိုတပ်ဖြတ်တာခြုံခိုပစ်ခတ်တာမြေလူလိုလှုပ်ဆောင်နေတာပါ။အခုရပိုင်းတွင်ပျောက်ဆုံးနေတဲ့အရသား10ဦးရှိတယ်လို့သိရပါတယ်။အခုလိုကြမ်းဖက်မှုတွေလှုပ်ဆောင်နေတဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကိုမွတ်စလင်တွေအနေနဲ့ထောက်မခံကြဖို့ကိုမောင်တော်မြို့နယ်ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမွတ်စလင်ဦးမောင်မောင်ဦးကပြောပါတယ်။ထွေးတဲ့နေရာမှာအရတောက်ကိုတက်တယ်လက်နဲ့တက်ပြီးတော့တုံးလေးကိုဝင်သွားတယ်။ကားနဲ့ကုန်တာကားနဲ့သွားတယ်အရတောက်တွေကိုပတ်တယ်။ခနဲ့ရှောင်ဖို့သွားတဲ့လူတွေကိုပတ်တယ်အဲ့ဒါမျိုးတွေလုပ်တယ်ကွာ။အဲ့ဒါကြောင့်မလို့သူတို့ကိုဘယ်လိုပြောရှင်လဲဆိုတော့အဲ့ဒါမျိုးမလုပ်တော့တကဘာလုံးကိုပါကျွန်တော်ပြောရှင်တယ်တကဘာမှာရှိတဲ့မွတ်စလင်ကျွန်တော်တို့အရကနိုင်ငံတော်တိတ်ကထွက်ပြေးသွားတဲ့မွတ်စလင်ရဲ့အလုံးလုံးသွားတဲ့မွတ်စလင်ရဲ့အကုန်ကိုကျွန်တော်ပြောရှင်တာသူတို့တခုလေးလုံးမပေးနိုင်တဲ့အခွင့်အရေးတွေကိုအားမပေးဖို့အတွက်ကျွန်တော်အနေနဲ့ပြောလိုပါတယ်အဲ့ဒီအာဆာ RSO ARE စတဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ချမ်းမှာအခြေစိုက်စခန်းတွေချပြီးဘင်္ဂလားဒေ့ရှ်နေခြားဆောင်တဲ့ BGP ကအစွမ်းရောက်စစ်သွေးကြောဝါဒကိုအားပေးတဲ့အရာရှိတချို့ပူးပေါင်းပါဝင်နေတယ်လို့အာရခတက်တော် A ကစက်တင်ဘာ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်အာရခတက်တော် A တက်စခန်းကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပြီးနေရာ6ခုမှာထိတွေ့တိုက်ခိုက်မှု12ကြိမ်အထက်ရှိခဲ့တယ်လို့လည်းဆိုပါတယ်။အာဆာအဖွဲ့ဟာပြည်တဲ့2016ကစလို့ရခိုင်ပြည်အတွင်းမှာစတင်လှုပ်ရှားခဲ့တာပါ။အဲ့ဒီတုန်းကတော့အခုလောက်ထိလက်နက်အင်အားလူဝင်အားတွေမရှိသလိုအကြမ်းဖက်လုပ်တာတွေပြန်ပေးဆွေးတာတွေလူကိုဦးတာနဲ့မူရစ်စေဝါမောင်ကိုခိုင်းတစ်ခုဖြစ်တာရှိခဲ့တာပါ။ဘူးတီတောင်နဲ့မောင်တော်မျိုးတွေကိုအာရခတက်တော်အေကမြို့သိမ်းတိုက်ပွဲတွေလှုပ်ဆောင်လာချိန်မှာတော့စစ်ချုံနေတဲ့စစ်ကောင်စီတပ်ဟာသူတို့စခန်းတွေကိုခုခံဖို့အတွက်အဲ့ဒီအာဆာတို့ကိုလူဝင်အားဖြစ်ခိုင်းပြီးလက်နက်တွေလည်းတပ်ဆင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့တွေဟာကျန်းဖက်ဂိုင်းကနေမွတ်စလင်တွေအတွက်လက်နက်ကင်တော်လှန်ရေးအဖွဲ့လိုအသွင်ဆောင်စေယုံပြီးအင်အားဟာလည်းတစားစကြီးထွားလာခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတော့အာဆာအဖွဲ့ဟာရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေအတွက်အလုံးလုံးနေတယ်လို့ထင်ခဲ့ပေမဲ့သူတို့ရဲ့လုပ်ရက်တွေကိုကြည့်ရင်ကိုဂျိုးစီဘောအတွက်လှုပ်ဆောင်နေတာပဲလို့မောင်တော်မျိုးကဂျူရီကြီးဖြစ်တဲ့ပါဆေးကပြောပါတယ်။လွန်ခဲ့တဲ့2000ခန်းလောက်မှာအာဆာဆူစာယာအဖွဲ့ဒီကျွန်တော်တို့ဤဒေသမှာ2016ခန်းကပါမွန်တို့ဘူးတို့မှာဝါလို့သူတို့ချက်ခပ်လူပေါင်းလာနေရှိပြီးတို့တက်ထားစသည်ရေကရအမ်ပါပူနီလိုအာဆာရိုကြကြလောကစသည်ကျွန်တော်တို့မှာရအရာဟောက်ကစီပဲတမျိုးခံစားပါအော်သူတို့တက်တဲ့ထိုင်တယ်တော်တော်နေကြလာတဲ့ဆိုပြီး
အဲ့ဒါနောက်ဆုံးမှတက်ကသူတို့လူကိုဒီလိုလိုက်လို့ခါခဲ့တဲ့နေခဲ့တဲ့ပန်ပဲဆွဲခဲ့တဲ့စုကဒီဘမျိုးစားတစ်ဖိချဆန်းလိုက်နောက်ဆုံးဟာနောက်ဆုံးစကနေမှာအားလုံးအလို့တော့ထပ်ပြရဒီကကျွန်တော်ကတမျိုးထန်ခါတယ်အော်သူတို့တက်လို့ကလားနောက်ခါယူပြမှုတာပါလိုက်လို့2024မှာသူတို့ရအာစာတိကစိတ်ကုန်ချင်းနဲ့ပို့ပုံလို့ပြီးရဲ့စိတ်ကုန်ကြသူတို့လာနာတဲ့ဆံပြီးစတိသူတို့နဲ့တန်တဲ့ကစားတိအစီအဝေးလုပ်ကစားကြရခတိခါဖာမကျွန်တော်တိလခါစားသူတို့စကျွန်တော်လူမျိုးကိုစားပူစမောသူတို့အကျိုးစီးပွားတကူတွေကိုပူစားပူပြီးရဲ့သူတို့ကြက်လာလုံးကစားကျွန်တော်လူမျိုးကိုစားပူလို့မောဟုတ်ဒါကောင်းကျိုးလေးတို့လို့ပူစီမဟုတ်လို့ကျွန်တော်နေနေဖြစ် အလားတူပဲမွတ်စလင်ရေးရာကောင်စီဥက္ကဋ္ဌဦးခင်အောင်ကလည်းအဲ့ဒီမွတ်စလင်အကြံဖက်လက်နက်ကိုင်အဖွဲ့တွေကိုလက်မခံဘူးလို့ပြောပါတယ် တော်ကြတော့ပထမတည်းကမအခုလေကတော့အားစားဆိုတဲ့အကြောင်းပါမော်တော်ဘူးတုံသားတယ်တက်ခဲ့မှာပေါ့အားစားဆိုပြီးတော့နေရှင်းလင်းနေပြီးတော့2019မှာ2010မှာအခုထုတ်ကုန်ပြီးတော့ဒုက္ခတွေရတယ်ကျူးတယ်တော့စီးပွားလုံးတယ်ကျွန်တော်ဒီမှာမြင်တဲ့စီးပွားလုံး လက်ရှိမှာတော့အာရခတက်တော်ရေးကလည်းအဲ့ဒီမွတ်စလင်အကြံဖက်လက်နက်ကိုင်အဖွဲ့တွေကိုလိုက်လံချင်းလင်းနေတာရှိပါတယ်။ဘောင်တော်မြောက်ပိုင်းကဒေသခံတွေကတော့အာစာအဖွဲ့ရဲ့စိတ်ဝင်လာမှုကြောင့်တော်ရေးလာရေးကအစစိုးရင်ကြောင်းလန့်နေကြပါတယ်ခင်ဗျာ။ 2023ခုနှစ်အောက်တိုဘာလကစလို့တည်သူများနှစ်ခွန်စစ်စင်ရေးနဲ့အတူအာရခဒေတာမှာမြို့သိမ်းတိုက်ပွဲတွေကိုအာရခတပ်တော် AA ကတိုင်ပိုက်ဆွနေလာခဲ့ပါတယ်။တည်သူများနှစ်ခွန်စစ်စင်ရေးရဲ့အချိန်နဲ့အတူအာရခတပ်တော်ဟာအာရခဒေတာမှာမြို့တွေတစ်ခုပြီးတစ်ခုကိုသိမ်းပိုက်ရရှိခဲ့တာပါ။ဒီလိုမျိုးသိမ်းတိုက်ပွဲတွေကိုဆင်နွှဲလာခဲ့တဲ့တောက်လျှောက်မှာစစ်ရှုံးစစ်ကောင်စီဟာစစ်တွေဘူတီတောင်မောင်တော်ဒေသမှာရှိတဲ့မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေနဲ့အစွမ်းရောက်မွတ်စလင်တွေကိုစေယုံစုစည်းပြီးစစ်ကောင်စီတပ်သားတွေနဲ့အတူဘူတီတောင်မောင်တော်တိုက်ပွဲတွေမှာအာရခတပ်တော်ကိုတိုက်ခိုက်စေခဲ့ပါတယ်။ဒီအထေကမှမောင်တော်မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့အချိန်ကဆိုရင်အကြမ်းဖက်စစ်တပ်လက်သက်မွေးစားထားတဲ့မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်အာဆာ RSO AR စတဲ့အဖွဲ့တွေဟာမောင်တော်မြို့မှာရှိတဲ့လူနည်းစုဟိန္ဒူလူမျိုးတွေကိုအကြမ်းဖက်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်တပ်ဖြတ်မှုကြောင့်အိမ်တော်ဦးစီးဖြစ်တဲ့လင်းယောက်ျားတွေဆုံးပါတော့လို့ဘဝနေထိုင်ရက်တရေးခက်ခဲနေကြတဲ့ဟိန္ဒူအမျိုးသမီးတွေကို One Nation News ကတွေ့ဆုံမေးမြန်းထားပါတယ်။မောင်တော်လို့ပြောလိုက်တာနဲ့အာရခပြည်အနောက်ဘက်နေဆက်မှာရှိတဲ့နေဆက်ချင်စီယုံမြို့တော်ကြီးလို့တွင်မိကြမှာပါ။မောင်တော်ဒေသမှာဆိုရင်ရခိုင်မွတ်စလင်အပါအဝင်တခြားလူမျိုးစုလူမျိုးစုတွေဖြစ်တဲ့ဟိန္ဒူမရမာသက်ခမိန်မျိုးထိုင်းနယ်တွေလေးနေထိုင်ကြတာပါ။မောင်တော်ဒေသနဲ့ပတ်သက်လို့နိုင်ငံတကာနဲ့ပြည်မာရောက်လူထုတွေတည်ထားကြတဲ့ပုံစံကတော့မွတ်စလင်လူမျိုးတွေအကြမ်းဖက်လူမျိုးတုံးတပ်ဖြတ်ခံရပြီးပဋိပက္ခတွေထွေပြားတဲ့နေရာလို့ပဲသိကြမှာပါ။သူပေမဲ့လူသိနေပြီးနိုင်ငံတကာလူအခွင့်ရဲ့အဖွဲ့တွေရဲ့စောင့်ကြည့်ခံရမှုအားနည်းတဲ့ဖြစ်စဉ်တွေလည်းရှိနေပါတယ်။2019ခုနှစ်ဩဂုတ်လကမောင်တော်မြို့နယ်ခမောင်စိတ်ကြီးအောင်မှာဟိန္ဒူလူမျိုး100ကျော်ခန့်ကိုအကြမ်းဖက်စစ်သေးကြောင့်အဖွဲ့အာဆာကအကြမ်းဖက်တပ်ဖြတ်ခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့်ပဲခမောင်စိတ်ကြီးအောင်နဲ့အနီးနားကဟိန္ဒူလူမျိုးတွေဟာဘေးကင်းနိုင်မယ့်နေရာတွေကိုတပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒီလိုတပြေးတိမ်းရှောင်လာခဲ့ရပြီးမောင်တော်မြို့အောင်မလာရက်ကွက်ကအောင်မလာဟိန္ဒူခေစီစခန်းမှာရှစ်နှစ်ကြာနေထိုင်နေခဲ့ရက2024ခုနှစ်မြို့သိမ်းတိုက်ပွဲမှာမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဘဝပြက်လူနေပါဖြစ်နေရတဲ့ဟိန္ဒူမျိုးသမီးတွေရှိနေပါတယ်။အဲ့ဒီအထက်ကတယောက်ကတော့အသက်40နှစ်အရွယ်မရှုံမော်တီပါ။သူမတို့မိသားစုမှာစေကျော်သက်အရွယ်ပိုလီယိုသမီး2ဦးအပါအဝင်မိသားစုဝင်5ဦးရှိပါတယ်။သူမရဲ့အိမ်ထောင်ဦးစီးဖြစ်သူဦးစောတူရန်ဟာဘီကရီနစ်ကမောင်တော်မြို့သိမ်းတိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဖို့တော်ရီလမ်းမှာအာဆာအကြမ်းဖက်တွေရဲ့တပ်ဖြတ်မှုကိုခံလိုက်ရတာပါ။ဒီကိုရိုဘီကမျိုးဖူလီယိုတော့ကမနဲ့နိုင်ရောက်ထိုင်လို့ယူလာဟာတွေထိုင်လို့မပါလာထိုးကနေနေထိုင်လို့ယူလာဟာတွေယူလာဟာကလောင်တကအင်ဂျာတီဒဂတ်ယာတီဖိုင်လို့လာဖို့ရန်ဖိုင်ဖရောလို့ထွာနီယာထွာလို့ဘီကငိုလို့လဲလန်သဘမရောနီယာလောင်တီလဲလန်သဘမရောနီယာရောခါလဲမလာလို့
whole langa asa to yo lari laka moza le hindu la kala la yam mi le minka hindu yam fro le ma gu ma biti ga malati ga nga du ta pisina la ha yam fro le lim pela sa du la le yam fro le yang ka mingolo hindu ko ta sorry ta so ta yoga inaga ta sinte pala ya arata yoga inata shinto bolaya arata yoga panga ta shinto bolaya yang kamali le hai ခက်ခဲပင်ပန်းလွန်စွာဘဝရှင်တန်နေရတာမို့လို့အသက်ရှင်နေတာတဲ့ဆိုင်ရင်တည်တော်တာကပိုကောင်းအောင်မယ်လို့လေသူမကရေရွှေပြောဆိုနေပါတယ် ka ki pai ni bare sa photo le lu ba ma lo ra kha ra re ma ra kha ma ra ya pai ne sa photo ka ki သူမရဲ့အမျိုးသားသက်ရှိထင်ရှားရှိစဉ်ခေတုန်းကဆိုရင်စာဝတ်နေရဲ့အတွက်နှစ်ဦးအတူရှာဖွေစားတော့ခဲ့တာကြောင့်အခုလောက်ခက်ခဲပင်ပန်းမှုမရှိခဲ့ဘူးလို့လေသူကဆိုပါတယ် chi ke ya shon thi bare lo chi bare ai nga so ke lo chi bare agu ga lo chi bu lu mi shi ya ta tha mi la ngi si so ke ja na ma la lo ho la အသက်35နှစ်အရွယ်မလာဖူတူတယောက်လေကီစီစခန်းမှာနေရင်အာစာထက်မှအကြံဖတ်တစ်ဖြတ်ခံလိုက်ရတဲ့သူယောက်ျားဖြစ်သူကိုအောက်မေ့တတိယလို့နေပါတယ်။သမင်းဖြစ်သူမိသားစုတို့နဲ့အတူနေထိုင်ရင်စာရေးတောက်ရေးအတွက်အဝတ်ချော်ရေးခဲ့တဲ့နေစာအလုပ်တွေကိုလုပ်ကိုင်ရင်းဖြတ်တန်းနေရပါ Ishanga tua sone thana ma pela hasoba. Achanga yang biba mala inchanga nok chabari. Ega achanga mala mala nok moroga yang bila habari. Ega achanga lontiga nok sung pailo le. Ega sala te pela bari. Changa la soba choro bilu. Ega mela yang roya chona ma biha malai mela lo ya lutiga prore te pela bari ya meshia sulole. Ara la loga marabaya. Lutiga no sung hala su lutiga probari. No lo diga pepe te pala baya mashilo probari. Mati baya. Ya tain thana mate pala soba. Chuja tain thana ma ba. Mekamba ngoro mashi hala mekamba ni de la bari ya turu. Chokalla ne bomane la bari. Rekanti go praba ya pasuri. Ngoro maga rekai mashi su gole shire water ya pa probari. Konne sabari ya hindu tigo. Lalo se re pa lalo na usalo te ya pan lo te ya pa lalo se ni ga ba inga thwa kal rekanti shi ba la rekanti go water ya pa probari ngorba par ngorma maga rekanti mashi rekanti go prala su ngor rekanti go zama fa pa ya probari sabota ka ki pala ya ta re shi le bobbo ba grisu allolo mallo ga changa tara so tara mallo na gele sabosa ka ki pala hari Egelon tita lulu pula kaki cala hari pati lahaga lulu bara curu maga gua lulu melurati bata kulu melurati. Tanah de sibu ya dah lulu melurati tak kulu melurati. Tengah masih kita pendu bahula curu. Lagi le tengah tong nak tong ngatanya parari. Lagi soalnya masana bayar cuma malau bayar cuma. အိမ်ထာဦးစီးလင်ယောက်ျားဖြစ်သူတွေဟာအာစာအကြံဖက်တွေရဲ့ရက်ဆက်စွာတပ်ဖြတ်မှုခံခဲ့ရတာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူမတို့ကိုအာစာအကြံဖက်တွေဟာအိမ်မက်ဆိုးတပွေဖြစ်လို့နေပါတယ်။လက်ရှိထက်တိုင်းအာစာအကြံဖက်တွေရဲ့ရန်ကိုကြောက်ရွံ့နေရတာကြောင့်ညီအရှင်တွေမှာလည်းကောင်းမွန်စွာအိပ်စက်နိုင်ခြင်းမရှိဘူးလို့သူတို့ကဆိုပါတယ်။ Saulo baca tu mani bare sa acuru. Mita juga mani mula cunga tu mani ngak kram kau te kala su gala ngak from mama tuana. Insya Allah te plus na kong kram kulai. Acanga arsati ko kaulo ya mani bare. Ayang hasu kala ru ati ma ni lala woti ati nori agu kam nalawa ba. Jata jati ya pratana pa hati lah hasu bari. asa go ka bari muro age lu mama e lu tai ni sa asa ti la lo tai pho lai e pa gala pho lai kala ro ane pha ni la pho sa kaung ni ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာမှာစတင်ခဲ့တဲ့မောင်တော်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ပေးရှောင်ဖို့ထွက်ခွာရကနေအကြမ်းဖက်တပ်ဖြတ်ခံရတဲ့ဟိန္ဒူလူမျိုး10ဦးထက်မနည်းရှိခဲ့ပါတယ်။
အကြံဖက်မွတ်စလင်လက်နက်ကိုင်တွေဟာမြန်မာစစ်ကောင်စီအားကိုနဲ့အတူမောင်တော်မြို့မှာရှိတဲ့ရခိုင်တွေအပါအဝင်ဟိန္ဒူလူမျိုးတွေကိုပါအကြံဖက်ခဲ့တာပါအဲ့ဒီအထက်က9ဦးဟာဆိုရင်2010ခုအရေးအခင်းကြောင့်မောင်တော်မြို့အောင်မလ KCA စခန်းမှာနေထိုင်နေတဲ့အပြစ်မဲ့ဟိန္ဒူလူမျိုးတွေပဲဖြစ်ပါတယ်အာဆာအကြံဖက်တွေရန်ကိုကြောက်လို့တင်းရှောင်နေရကနေအာဆာအကြံဖက်တွေထဲမှာတပ်ဖြတ်ခံလိုက်ရတာပါအာရခတတော်ဟာမောင်တော်မျိုးကိုပြီးခဲ့တဲ့ဒီဇင်ဘာလ10ရက်နေ့မှာအပိသက်သိမ်းပိုက်ရရှိခဲ့တာပါမောင်တော်မျိုးသိမ်းတိုက်ပွဲရေးနောက်ဆုံးစစ်စင်ရေးဖြစ်တဲ့နခခ9စခန်းသိမ်းတိုက်ပွဲကနေလေအမတ်15စစ်စင်ရေးကွက်ကွေးမှုဌာနချုပ်စကခမုံပုံမှုချုပ်သူရင်ထွန်းအပါဝင်အစ္စလာမစ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်လက်ရှိမှာဆိုရင်လေမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကတဆင်နမ်းမြစ်ကြောင်းနဲ့မယူတောင်ကျောထဲမှာစိတ်ဝင်လှုပ်ရှားလိရှိပါတယ်။နေဆက်ကမောင်တော်ဒေသခံတွေနဲ့အေးလုံချုံရေးစခန်းတွေကိုပါချောင်းမြောင်တက်ခတ်မှုကြောင့်မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်ပေါ်လေရှိပါတယ်။မောင်တော်မြောက်ပိုင်းကကြေးရော်တွေမှာနေထိုင်ကြတဲ့မွတ်စလင်မဟုတ်တဲ့လူနည်းစုလူမျိုးစုတွေဟာဆိုရင်မွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ရန်ကိုကြောက်လန့်ကနေထိုင်နေကြရပါတယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာအကြမ်းဖက်မွတ်စလင်လက်နက်ကိုင်တွေလှုပ်ရှားနေမှုကြောင့်လေနေဆက်လုံခြုံရေးကိုအထူးတိုးမြင့်လှုပ်ဆောင်သွားမယ်လို့အေအေကစက်တင်ဘာလ19ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။အာဆာအကြမ်းဖက်တွေရဲ့အကြမ်းဖက်မှုတံကိုအမီလို့ခံခဲ့ရတဲ့ဟိန္ဒူလူမျိုးတွေကလည်းအကြမ်းဖက်တွေရဲ့ရန်စွဲကနေသူတို့ကိုကာကွယ်ပေးဖို့အတွက်အာရခတပ်တော်ကိုတောင်းဆိုနေကြပါတယ်။